ထုံမိုးနေနဲ့ဒါဘယ်တော့ တော်လေးကလည်းသွားရမယ်လေနှုတ်ဆက်ခဲ့ပါရဲ့နော် လို့နှုတ်ဆက်ခဲ့ပါလေငါတို့တော့အတော်နဲ့နေရတာကိုမပြောလို့လားရင်အတော်ပူညာပြောတာစိတ်ညစ်လို့လားပေါ့စပါစီလောက်တာကိုစိတ်ညစ်လို့လားလို့ပြောတော့ငါတို့ရဲ့ငါတို့အတော်ကပြောတယ်ဆိုတာကလေငါတို့ကောင်းစေချင်လို့ပါစိတ်ညစ်စေချင်လို့မဟုတ်ပါဘူးပြီးတော့တကိုယ်တည်းတမဖြစ်တဲ့အတော်ကလေငါတို့လည်းမရဘူးပဲအဖော်လေးပြုတ်ပြီးနေရလေငါတို့ကသွားရမယ်ဆိုအတော်ကဘယ်လိုလုပ်စိတ်ကောင်းပါလဲငါတို့ရဲ့ တော်လေးရဲ့တားတို့သွားတော့မယ်ဆိုတာလေပြင်မလာတော့လို့ပြောတာမဟုတ်ဘူးတော်လေးကိုပြောဖူးရဲ့လေတားတို့လင်မယားနဲ့ဟန်နီမွန်းထွက်မယ်လို့ပြောရလေတော်လေးကလည်းပြိုကြီးပြီးသားလိုက်တာသွေးတွေလွန်နေရောပဲ ဟန်နီမွန်းထွက်မယ် အေးလေ ဘယ်ကိုထွက်ကြမှာတော့ တော်လေးအဝေးမဟုတ်ပါဘူးတော်လေးစီတာရောက်နေလေတားတို့လင်မယားနဲ့ကရန်ကုန်မြို့ပေါ်တော့ရောက်ဘူးတာမဟုတ်ဘူးအဲ့ဒါဟန်နီမွန်းအနေနဲ့အဲ့ကိုပဲသွားကြမလို့မြို့ပေါ်တက်မလို့ နင်တို့လည်းမင်းယောက်ကအခုနေတဲ့တန်လင်းတော့နှောက်မတွားတဲ့ဟောက်မြို့ပေါ်တွားမယ်ဆိုတော့မြင်းသားမကူတတ်လို့လေမော်တော်ဘီကဖန်ခံနေအောင်မယ်နော် ဘာမှစိတ်မပူနဲ့ဟောဒီမှာ Visit 77 application ရှိတယ်သူကလေရန်ကုန်မြို့ကြီးရဲ့ level စရာတွေအပြင်စားတော့ဆိုင်တဲ့ hotel တွေကိုလိပ်စာမြေပုံ Google Map နဲ့အတိအကျတွဲလက်လမ်းညွှန်ပေးထားရမို့လို့ရှားဖွေရသွားလာလွဲကူတယ်တော်လေးရဲ့ နေပါဦးနင်ကဒါတွေကိုဘယ်လိုလုပ်သိနေရတော့ ။အော်အဲ့ဒါလားဟိုးရင်တော့သူငယ်ချင်းနေနဲ့လေပကံတူတွက်လေတော့က Visit 77 application ကိုသုံးပြီးတော့ပဲအဆင်ပြေပြေရှောက်လိုက်ခဲ့ကြတာအခုဆိုရင်လေ Visit 77 application လေမြန်မာတနိုင်ငံလုံးရှောက်လေလို့ရတဲ့နေရာတွေမှန်သမျှအကုန်လုံးလမ်းညွှန်ပေးထားတာမို့လို့အဆင်ပြေပြေရှောက်လေလို့ရတယ်တော်လေးရဲ့ မဲနင်ကဒီလိုကြတော့လေတဲဟုတ်နေပါလား ဟုတ်နေရမယ်လေတော်လေးကလည်းအခုဆိုရင်မြန်မာနိုင်ငံတင်မကတော့ထိုင်း VN စင်ကာပူတို့လိုအာဆီယံနိုင်ငံတွေမှာလည်းအသုံးပြုလို့ရတယ်အခုလက်ရှိ application မှာဆိုရင်လေထိုင်းမြန်မာအင်္ဂလိပ်တရုတ်ဆိုပြီးတော့လေဘာသာစကားလေးမျိုးနဲ့အသုံးပြုလို့ရတယ်တော်လေးရဲ့ ဟဲဒါဆိုရင်ဒေါ်လာတို့နိုင်ငံခြားတော်လို့ရှိရင်မြစ်စစ်တငယ်နားတငယ်မဖြစ်တော့ဘူးပေါ့ အေးဘောအခုနားလေတဲ့ဘာသာစကားနဲ့အသုံးပြုပြီးရှောက်လေရုံပဲမဟုတ်ပါဘူးတော်လေးလိုပြိုကျအိမ်ထဲအိမ်ပြင်တော်ထွက်တာမဟုတ်ဘဲနဲ့ဘယ်ကိုရှောက်လေအောင်မှာတော့ အခုညီမရဲ့သားလေးအပ်ချင်ပါတယ်ကိုရင်ညီမရဲ့သားလေးကအရန်ကိုယူတယ်အရန်လဲအားတယ်အရန်ကိုလိမ့်ပါပါတယ်ကိုရင်ဒါကြောင့်မို့လို့အကိုကိုညီမရဲ့သားလေးအကိုအပ်ချင်ပါတယ်ကိုရင်နော် ရပါတယ်ညီမလေးရေတစ်စိမ့်နေမှာမဟုတ်တာဒါလည်းကုတ်တူလေးပဲဟုတ်လားအဲ့တော့ဝမ်ပန်းနဲ့ဒါကြိုးဆိုတယ်ဗျာ မလေးစောဝမ်းမတော်ကြုံစုံနေလေဘယ်နည်းနေမှလည်းတခါတည်းမယုံ အော်အေးဟုတ်သားတယ်ဟိုထားတယ်ဟိုညီမလေးတို့ကဒီမှာဟိုဘယ်လောက်နေမှာလဲနင် အော်ဒီလိုပါကိုရင်ဟိုပြောသလောက်တော့နေပါဘောကိုရင်နော် ဟောပျော်သလောက်နေမှာ ဟုတ်ကဲ့ ဒါဆိုရင်တော့မပျော်တော့ဘူးထင်တယ်နော် အော်ပျော်တယ် ကိုပြောသေးတယ်ကိုရင် ပျော်တယ်လား ပြောတယ်တဲ့ အဲ့ဆိုတော့နေဗျာ နေတဲ့သားကြီးနေတဲ့သူ နေအောင်ဒီအိမ်မှာနေမယ်ဆိုရင်တော့လေဖြစ်တယ်လို့တော့နေလို့မရအောင်နော်ဒီအိမ်ကချမှတ်ထားတဲ့စီမင်းစိတ်ကအတိုင်း ဘာမှလိုက်လို့စရာမလိုဘူးပြောသလိုသာနေ ပြောသူတို့လာနေတဲ့သားကြီးလာအမေအခန်းလိုက်ပြမယ်လာထားလာအမေအခန်းလိုက်ပြမယ်လာတာပါလာဖေး တော့သူတို့ယာယီလို့ပဲကျန်တက်တော့တာစမ ဩကိုအေးဆိုတော့သူ့အိလို့သဘောထားတာနေမှာဘောကွာမင်းကလည်း တာလေးမမနေရမယ်နော်ဒါကိုအိမ်မဟုတ်ဘူးတာရဲ့ဟိုတာအိမ်မလို့ပြောင်းစားအောင်နေလို့မရဘူးနော်တာဒီပြောတာကြားလားတာရဲ့ငါတော့အမေစိတ်ချမယ်နော်ဟဲ့တာဟိုတော့ ထွေးမှုရေထွေးမှု ဟုတ်တယ်မေရေမမမောကလေအဲ့လူမြင့်ကွင်းထဲမှာအဲ့ကိုကြီးနဲ့လေဝါဆိုပြီးလုံနေတာ အမလေးကြားရနားရှင်းလိုက်တာငါမှတော့တမီးမင်းကလေးဆိုပြီးအလိုလိုက်ထားတာအခုတော့အလိုလိုက်အမဲစော်ကမရရှင်ပြမဲ့ကောင်မလာလားအမေအမေသမီးဒီနေ့စူးစူးတို့အိမ်သွားလဲမလို့ ညငါဘာပြောထားလဲဒါကြောင့်မပြင်းမချက်အိမ်ပြင်မထွက်နေလို့ငါမပြောထားဘူးလား အမေကလည်းဒီတို့အိမ်မှာရေကမစုတာကျွေးမှာမဟုတ်လို့ပါပြီးတော့လူမှုရေးတာသွားကူညီနေသွားမလို့ပါ ဟဲ့မသွားခိုင်းနဲ့ငါလူမှုရေးမရှိတော့အတိုင်းပဲရေကင်းမှုမကလို့ဘာစတူဒီတာပဲကြွကြွမသွားရအောင်နင်းစားချင်အိမ်မှာစားငါလုပ်ချင်းမယ် အမေကလည်းမတွေ့ရအောင်တကယ်ချင်းညာဒီတကြံကြောင့်ပဲတွေ့ရတဲ့ဟာကို နင်းအဲ့တော့သွားချင်လားသွားချင်နင်းမောင်ကောင်းကောင်းခေါ်သွား ဟောအမေကလည်းကောက်ကောက်မလိုက်လို့မလဲသူ့ကိုခေါ်ချင်မအောင်ပြီးတော့ငါရှုပ် နင်းတဘောပဲနင်းမောင်ပါရင်သွားမပါရင်မသွားနဲ့ တော်ဘူးကပြင်မနေဘူးရဲ့တာမဲလေးမယ်တော်ဘူး ငါနေပါမပြောတာမဟုတ်လို့ပါ ချုပ်ပြောမနေနဲ့အမေသွားခိုင်းလို့မလားအဲ့ မဟုတ်ပါဘူးငါလည်းခါလေးကိုယ့်မောင်နဲ့ရှောက်လဲခြင်းလို့ပါလောက်ပါ လိမ့်နေအမေကကိုမောင်လေးပါမသွားမပိုင်မသွားနဲ့လို့ပြောလိုက်တယ်စိုးတိတယ်တော်ဘူး ကဲအဲ့ဆိုလည်းနေစားကြတဲ့ပုံစံငါဝယ်ကျွေးမယ် တကယ်အဲ့စတော့မစမ်းအေးကြီးကဲအိမ်ပစ္စည်းရောက်လာတယ်ဆိုတော့ဒါလေးကဘာလေးလဲဖိတ်စာလား 哦，EX 也配上，哦，唔好吧，不，你到那上手嘛要来啦。之前喷几嘞？ ဘာလဲအော်ဘယ်လာ BN Star ဆိုတဲ့နေရာနေ
A few moments later. အေးမီးပြန်လာပြီအဲ့တော့ဒီဟာလေးကကြောဘယ်လားနေပို့ပေးရပါတော့ဘာလေးလဲဖွင့်ကြည့်မယ် တန်တန်တန် ဘာလေးလဲ ဒါလေး ဒါ ပဲ လေး ဖြစ်ပါတယ်ရှင် ကွန်ဆလာလား အဲ့ဒါယောက်ျားလေးတွေအတွက်သုံးဝင်ဖို့ဆိုတော့ငါအတွက်ပဲနေမှာပါငါအတွက်ပို့ပေးလိုက်တာငါပဲသုံးလိုက်မယ်လေနော်ကျေးဇူးအများကြီးတင်ပါတယ် စောနာပြောငါအတွက်ဆို ဟုတ်တယ်လေနင့်အတွက်လေဒါပေမဲ့ငါအတွက်ဖြစ်သွားပြီလေ အော်အဲ့ဆိုနင်းတက်ပေါ့ ဟုတ်တယ် အဲ့ဆိုဒါလေးပြန်ကြည့်လိုက်မယ်ကဲဒီတစ်ခုလေးကတော့ Hattie Hack ကနေပို့ပေးတာတဲ့ဘူးပုံစံလေးကိုကြည့်ရတော့တော်တော်လေးကိုချစ်စရာကောင်းတယ်မသိရင် Alban နဲ့တောင်သူ့ရနော်ကဲဒါလေးကဘာလေးလဲကြည့်လိုက်မယ်နော် ခွန်ကြည့်လိုက် ဘာလေးလဲ Oh my god new gloss တဲ့ဒီမှာ Lip ဒါလေး gloss အော် lip gloss နကနီအစီ ဒါအစီဒါအယောင်ပါတယ်နဲ့တူတယ်နော်အေးဟုတ်တယ်အယောင်ပါတယ် အိုးဒါလေးလည်းငါပဲသုံးလိုက်တော့မယ်လေငါနဲ့အသုံးတဲ့တယ်ဆိုတော့ ဟမ်မဟုတ်လေနင်ပဲပြောဆိုတော့ငါ့ကိုပို့ပေးရဆို ဟုတ်တယ်လေနင့်ရဲ့နာမည်နဲ့ရောက်တယ်ဆိုပေမဲ့လည်းငါနဲ့သုံးတဲ့တော့ငါပဲယူလိုက်တော့မယ်လေမဟုတ်ဘူးလား နော်ကျေးဇူးအများကြီးတင်ပါတယ် Hattie Hack နေကောပြီးလို့ချင်းဘယ်လာကကောကျေးဇူးအများကြီးတင်ပါတယ်ရှင်မောင်လေးမသုံးဘူးဆိုရင်လည်းအစကကောင်းကောင်းမသုံးပေးပါမယ်ရှင်ကျေးဇူးတင်ပါတယ် ကျိုးတို့လက်ဆောင်ငါအတွက်ရောက်တယ်တဲ့အဝင်း ဘာလဲဟဲ့အတော့စားကြတယ်နောက်မှလာစားကြနေမကောင်းလို့စိုက်မှုမူ ဝင်းရဲ့နောက်ကိုလဲကြည့်ပါအောင်ကိုကြီးပါ ကိုကြီးအိမ်ကိုဘလို့တိတ်ပြီးလိုက်လာလဲထိုင် အဝင်းဆိုင်ကိုရောက်သေးတယ်အဝင်းဆိုင်ဖွင့်တာနဲ့အဲ့ဒါဘေးဘက်ဝင်းကျုံဝင်းမြန်ပြီးအဝင်းအိမ်ကိုရောက်လာတာ ဟိုလေအခုလို့တကူတကကြီးအိမ်ကိုမေးပြီးလိုက်လာတာဆိုတော့အရေးကြီးကိစ္စရှိလို့လားဟင် ဘာလဲကိုကြီးကအရေးကြီးကိစ္စရှိမှအိမ်ကိုလာရမှာလားတနေ့ဆိုင်ကဘာလို့ဖွင့်တာလဲယင် ခုတလို့ဆိုင်ကလည်းအယောင်ပါတယ်လေအရင်ရအောင်တောင်မနေရောင်းနေရတာကျမကြီးမကောင်းတာလည်းပါတာပေါ့လေ ကျမကြီးမကောင်းဘူး ဟုတ်တယ် အဝင်းဘာဖြစ်လို့လဲယင် လေးဘက်နာပေါ့ကိုရဲ့လေးဘက်နာ လေးဖက်နာဝမ်းတာလိုက်တာဗျာ ရှင် မဟုတ်လေကိုကြီးကသွေးလေးဖက်နာရှိတယ်အရက်ဆိုဥဝိမောင်းဖို့မပြောနဲ့အေးမှာပဲအိတ်နေရတာအခုဆိုရင်လေဟောဒီကဂုံကြီးဆေးကြောင်လေတောင်းပြီးဖြစ်သွားပြီအဝင်းလဲတောက်ကြည့်လေ ကိုကြီး ဟုတ်တယ် तू ကလေပိုးလေးဖက်နာသွေးလေးဖက်နာရေပြားလေးဖက်နာယူရီအက်ဆစ်ပို့လို့ဖြစ်တဲ့ကောက်ယောဂကြီးပေါင်းယောဂနဲ့အဆင့်မြင့်ရောင်ရမ်းကတ်ခဲတာတွေကိုတက်တာစီတယ်ဝင်းရဲ့ ဟုတ်ဒါနဲ့လေဒါကိုဘလို့တောင်းရမှာလဲ ။အော်ဒီတောက်စီးရာကြော်လေလက်ဖက်ရည်စွန်း၅စွန်းတစ်နေ့ကို3ချန်နဲ့4ချိန်ထိတောက်လို့ရတယ်။ဟောဒီတောက်စီးပြားကျတော့မနဲ့နဲ့ပြိုင်ညနဲ့ပြားဆိုရပြီ။ဒါမှမဟုတ်တမားတော်ကြီးနဲ့ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့အမတ်ဆမ်းမြင်ဆွေမြင်ဆောင်နဲ့တာကွန်လန်နဲ့တာကွန်ရက်ကွအင်းစိန်ရန်ကုန်မြို့မှာလေစီကံကြီးလေးဖွင့်ထားတယ်ဝင်းရဲ့ တွေ့ရတာနောက်ကြားလိုက်တာ ။ကိုကြီးနဲ့ပြောရလားယင် ဟုတ်ဖို့စိတ်နဲ့ပြောတာ ။အော်ဆင်းနေပြောရလား။ဒါနဲ့လေအဝင်းကိုကြီးပြောစရာရှိရဲ့ဝင်း မဟဲ့တော့အကျဲရဲ့နိုင်ငံခြားတွားတိုင်းရောက်ကြတယ်လေဖောက်ပြန်နေကြတာမှမဟုတ်တာကြောက်ကြောက်ဆိုပိုးဆိုကျုပ်ကိုချစ်လက်ချစ်သစ္စာလက်ရှိဘလို့ဖောက်ပြန်မှာတော့ အေးပါအေးယုံနာမယုံနာနင့်အပိုင်းငါတော့သွားပြီ ဒီလိုနဲ့ပဲကျမချစ်တဲ့မွေးရမြေကြီးကိုကျမစွန့်ပြီးတော့လေကျမယောက်ျားရှိတဲ့ထိုင်းနိုင်ငံကိုမတွားခဲ့ရတာပေါ့ရှင်ပတ်ဝန်းကျင်ကပြောတဲ့အတိုင်းလေတကယ်မဖြစ်ပါစေနဲ့လို့ရှင်ထဲမှာအကျင့်ကျင့်အခါခါဆူတောင်းမိတယ်ရှင်ကျမရောက်တော့တဲ့အချိန်မှာတော့သူကဝမ်းပန်းတတာနဲ့ကြိုးရှာပါတယ်ဒါပေမဲ့သိရမလားယောက်ျားတွေဆိုတာသိဟန်ဆောင်ကောင်းတယ်လေရှင်ရတာမှမဟုတ်တာပဲရှင်စောင့်ကြည့်ရအောင်မှာပေါ့စောင့်ကြည့်ရအောင်မှာပေါ့ အခုဒါလေမောင်လုံးလုံးနေတဲ့အိမ်တထင်းမအယောင်တဘောကောင်းတာမဟဲ့ မောင်တို့အတူတူနေကြပါပေါ့ အတူတူနေတာဗောမလေမောင်လုံကြိုးစားလို့တော့လေဝနာဖြစ်နေပြီလာဟိုမှာတတိမစောင့်နေပြီလားတွားရအောင် สวัสดีค่ะတတိယလာပြီဟိုတိတ်မလုံးနဲ့နားလိုက်မယ်မိမရှိတယ်နော်ဘာမှမကြောက်နဲ့ဘာမှမရှိနဲ့အနားမှာမိမရှိတယ် ငါပဲရောက်နေရလေငါပဲရောက်နေရလေ ဩဘယ်ရောက်နေရမှာလဲဟောဒီအနောက်ကအမပေါ့ဟိုးတုံးဆိုပြီးသူစစ်တာကိုင်းနေယောက်ျားကိုအားပဲတိုက်ချလိုက်လို့ယောက်ျားစိတ်ရောက်နေတာ နင်ကဘာတူလဲ ယောက်ျားရဲ့မိမလေးမမမေဘူးလားဘောမလေးရောငါယောက်ျားကိုရီးယားကားရလေများဟိုအသိမိတော့လားမသိဘူးယောက်ျားကဲရှင်ကြောင့်ကျမယောက်ျားတတိလက်ပြီးစိတ်ပေါ်မှာနှိရတုံးနေရတယ်အခုတသိပြန်လဲလာတော့လဲအသိမိနေတယ်တဲ့ဒီကိစ္စအမဘယ်လိုတောင်းယူပေးမှလဲပြော အမကြီးအမဘယ်လိုတောင်းရင်ယူပေးရမလဲပြောပါနော် ဘယ်လိုတောင်းယူပေးရမှာလဲကျမယောက်ျားအရင်လိုအကောက်တိုင်းပြောင်းအစဆုံးတောင်းယူပေးရမှာပေါ့တောင်းမယူလို့ကတော့ကျမအကုံလိုင်းပေါ်တင်ပြမှာနော်ဘာမှလည်းကျမပေါ့ဘာမှ ဟေးစိတ်လိုက်မလုပ်ပါနဲ့နော်အမဒီကိစ္စကိုလေအဆက်ဆက်အကုန်လုံးအဆင်ပြေအောင်လုပ်ပေးပါမယ်နော် ပြရပဲလေရှင်ကလေးရှင်းပြပါစေနော်
ငါ့ကြားလေးတနာပါရယ်ယောက်ျားဘာမှအားမငယ်နဲ့နော်မိမနဲ့ယောက်ျားလေးမကြခင်ချမ်းသာဟုတ်ပါဘူးတက်တာတော့မှာလို့ယောက်ျားတက်တာတော့မှာဘာမှအားမငယ်နဲ့မိမရှိရသေးလားအမလို့ဟိုဝါရပဲအင်းရလေချီချီပဲ မဝကြီးအဲ့ဒီပါလို့ပစ္စည်းလေးလာတဲ့ကူအောင် ယောက်ျားရင်ကျုပ်တို့တော့လေခွင်ကြီးကြီးမိကြတာပဲတော့အကျုပ်ကြီးကအသေးကြီးပဲဘာဖြစ်လာလဲဝင်နေ အဝင်းဒါဟိုတနေ့ကအမပြောရတဲ့အဲ့ဒီတွေနော်ကဲဒီနမရအဝင်းနဲ့လိုအပ်တာရှေ့အခုခံလို့ရရင်နော်ကဲအခုသူတို့ဘက်ခန်းလေးတခြားစီစဉ်လေးလာအောင်နော် ကဲဒီနေ့ကတော့ blind box လေးလက်ဆောင်ပေးပါမယ်ခင်ဗျာဘာလေးပေးမှလဲဆိုတော့ဟောဒီမှာ Scarpet ရဲ့နောက်ဆုံးထပ်ထားတဲ့ version လေးရယ်ပြီးတော့လာဘူးဘူးရဲ့နောက်ဆုံးထပ်ထားတဲ့ version လေးရယ်ကိုလက်ဆောင်ပေးပါမယ်ခင်ဗျာအစားတော့ကိုယ့်အတွက်ကိုဆိုပြီးတော့တောဝယ်ခဲ့တာကိုဖောက်မယ်ပေါ့ဒါပေမဲ့ဆိုင်ကနေပြီးတော့မြက်ကိုလက်ဆောင်ပေးလိုက်တဲ့ထဲမှာကိုလိုချင်တဲ့ character ကိုလည်းရသွားပြီဆိုတော့မြက်မဖောက်တော့ဘူးအခုကြည့်နေတဲ့သူတွေကိုလက်ဆောင်ပေးလိုက်ပါတော့မယ်ခင်ဗျာမြက်ကိုလက်ဆောင်ပေးတာတော့ဟောဒီပေါ်မှာပြထားတဲ့ဗီဒီယိုဒီတို့ကနေဖြစ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်နော်ဘယ်လိုလူတွေပေးမှလဲဆိုတော့မြက်တင်သမျှဗီဒီယိုတိုင်းမှာအသေးပေးပြီး comment ဝင်ရေးရင်းနဲ့အားပေးတဲ့သူတွေကိုလက်ဆောင်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဘာထိုင်လို့ညော ငါလေးဖောက်မယ်လေ ကဲမြက်ရဲ့အတော် BTS အတော်ကြီးကလည်းအမြဲတမ်းမြက် blind box တွေဖောက်တိုင်းပေါ့နော်ထိုင်ပြီးကြည့်နေဒီခေါက်တော့သူလည်းဖောက်မယ်တဲ့ကဲဘယ်ဟာဖောက်မှလဲပြောဒီနှစ်ခုတည်းက လာဘူးဘူး ကဲဟုတ်ပါပြီဗျာအဲ့ဆိုရင်လာဘူးဘူးရဲ့နောက်ဆုံးထပ်ထားဟာလေးအတော့ဖောက်ခိုင်းလိုက်မယ်နော်ကဲဒီခေါက်ကကြောင့်လာဘူးဘူးကကြောင့်မင်းကလေး3ယောက်ယောက်ျားလေး3ယောက်ရှိရယ်ဆိုတော့ဘယ်ဟာပောက်ချင်လဲ မိန်းကလေးထက်တယောက်ပေါက် အေးအဲ့ဆိုဖောက်ကြည့်မယ်နော်အိုးကဲမကြည့်နဲ့နော်ကဲမကြည့်နဲ့နော်ဘာလဲရှေ့မှာမြည်တီးယောက်ျားလေးပေါက်တယ်ယောက်ျားလေးပေါက်ပါတယ်ခင်ဗျအဲ့ဆိုဒါလည်းငါပဲယူလိုက်တော့မယ် ယူလိုက် နောက်ခါမှာအစ်စ်ပြန်ဝယ်ပေးပါမယ်ခင်ဗျာကဲဒါလေးပေါက်ပါတယ်ခင်ဗျာကဲအဲ့ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲဘိုင်ဘိုင်